2026မှာ latest version ဖြစ်ပြီးတော့ remote control အပြင် touch pen လေးပါတဲ့ projector ကိုပြောင်းမသုံးကြည့်ချင်ဘူးလားဒါဆိုရင်တော့ဒီဗီဒီယိုကိုဆက်လက်ကြည့်ရှုပေးပါအားလုံးပဲမင်္ဂလာပါ favorite projector and accessory ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မိတ်ဆက်ပေးမှာကတော့ favorite ကဖြန့်ချီတဲ့ P4 projector လေးပဲဖြစ်ပါတယ်ဒီကောင်လေးကတော့အလင်းအနေနဲ့380 inch ဆိုင်လူမှန်ရှိပြီးတော့ပုံမှန်မိချောင်းတွေအောက်မှာကောင်းကောင်းအသုံးပြုနိုင်ပါတယ်နောက်တစ်ခုက resolution အနေနဲ့1920 1080အပြင် 4K ပါ support ပေးတဲ့အတွက်ကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်ပါတယ်ရှင်မီလုံးတက်တန်းအနေနဲ့နိုင်3000ပါဝင်မှာဖြစ်ပြီးတော့ပြန်မြအားဖြင့်9နှစ်ကနေပြီးတော့6နှစ်ထိကောင်းကောင်းအသုံးပြုနိုင်ပါတယ်နောက်တစ်ခုက speaker ပေးအင်ပါပြီးသားဖြစ်တဲ့အတွက်ဒီအောက်တစ်ခုလုံးကလည်း speaker တွေအသုံးပြုထားတာဖြစ်တဲ့အတွက် sound quality အနေနဲ့စိတ်ပူစရာမလိုပဲအတန်လေးကောင်းကောင်းအသုံးပြုနိုင်ပါတယ် This sheet of data and turn it into a nice looking interactive dashboard using pivot tables and pivot chart. ကဲဒီ projector လေးကိုမှာယူချင်တယ်ဆိုရင်39 4200 9433ညတက်ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်